ဟိုတနေ့ကမိုင်းချမ်းညံများပြီးတော့စီစဉ်လိုက်တဲ့ beach trip လေးကိုမှတ်မိကြမယ်ထင်ပါတယ်။စသွားတော့ကတော့ပတ်တရားသွားဖို့ပဲဒါပေမဲ့ပတ်တရားရောက်တဲ့အချိန်မှာနည်းနည်း sorry တာနဲ့အရှင်နာနဲ့ဆက်သွားလို့ရောက်တဲ့ပေါ့နော် Nan Beach ကိုသွားခဲ့တာပါ။ Nan Beach ကိုသွားတဲ့လမ်းကလေသူကလေအဲ့ဘက်ကကွာရေတက်ပိုင်တာမှုလားမသိဘူးလမ်းတွေကလည်း share ကောင်းတယ်တကယ် share ကောင်းတယ်အဲ့ဟိုလေရင်ပြန်နေဟိုစစ်တက်တွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုပဲဝင်ကြီးတော့ပေးရတယ်အဲ့ beach ကဝင်ကြီး90ပေးရတယ်6နိုင်ဆိုတာနဲ့အကုန်လုံးကပြန်ရတယ်ပေါ့နော်ဒီ beach ကိုရောက်တဲ့အချိန်မှာမိုင်းချမ်းကနေတက်တင်ကုန်နေဘူးတဲ့ဆင်းခဲ့တယ်မြအနေဘူးထဲမှာစိုက်ခဲ့စီးခဲ့တယ်မြတွေအကုန်လုံးကတကယ်ကိုပြပြောက်သွားဘာလို့လဲဆိုတော့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ထင်းရှူရိတ်ကြီးတွေကတကယ်ကိုပေါ့နော်အရေးရတယ်မိသားစုတွေဆိုရင် picnic ထွက်တာပေါ့နော်မိုင်းချမ်းအောင်စဉ်းစားနောက်ခေါက်ကြလို့ရှိရင်တော့စောလာပြီးတော့ဟိုတနေကုန်ဒီမှာ enjoy လုပ်မှာပေါ့နော်ပင်လေးကတော့ပြောမနေတော့အရန်လှတယ်တော်တော်လှတဲ့ထဲမှာပါတယ်ပတ်တရားလို့ဘာလို့ဆိုရင်ကွာသူကဒီမှာ private area ဘယ်လောက်သွားတော့မှာ hotel ကောင်းတဲ့တော့မှာလားရေကောင်းဆောက်ရအောင်နားလေးဆိုတော်တော်အဆင်ပြေရကွာကော်လန်ကျွန်းတော့ပဲသူတော်တော်လှရပေါ့နော်ဒီဟာကရေကလေပြောရမယ်ဆိုရင်ဂျေးတိန်နဲ့ပြောရမယ်မိုင်ချန်တို့အရက်နဲ့ဆိုလို့ရှင်သူကကွာဟိုဝိုးဝေးသွားအောင်မှာကွာအောက်ကတဲပြင်ကိုနင်းလို့ရနေတယ်ကွာအဲ့တော့အန်ဒီရဲ့ကင်းနဲ့ရေဆောက်ရရပေါ့နော်ဒါလေးဆိုရင်မိုင်ချန်ချစ်လို့ရိုက်တာစီးတော့မစီးခဲ့ပါဘူးသူများတော့စီးနေကြရပေါ့နော်sunset ကတော့ share လှ sunset ကိုကြည့်လို့ရတဲ့ကမ်းခြေပေါ့နော်ဒီကမ်းခြေကတော့အဲ့တော့ကဲတို့များပတရားဘက်သွားဖို့စီစဉ်ရှိတယ်ဆိုလို့ရှိရင်ဒီဘက်ကိုလည်းနည်းနည်းလေးပေါ့နော်ခြေလေးနည်းနည်းဆက်လိုက်ပေါ့နော်ဆိုလို့ရှိရင်အရန်လှတဲ့ Nan Beach တူရောက်ပါလိမ့်မယ်ဒါလေးကတော့ဒီနေ့ကို cycle mount ထမ်းအမန်းနေတဲ့ချစ်ဖတ်ပါအခုတော့သူစိန်ကြနေရပေါ့နော်ဒါတွေကမိုင်းချမ်းပုံလေးတွေပါ Nan Beach တူတော့ဖို့ recommend ပေးပါရနော်အားလုံးပဲ beach တွေအားလုံးသွားပြီးတော့ enjoy ကြပါတတာ